အင်္ဂါနဲ့တောက်ကြပေါင်းဖက်ထားတဲ့ဇနီးမောင်နှံတွေအတွက်ဆန်းဆရရအဆင်ပြေစေဖို့ဆောင်ရွက်ရှောင်ရံများကိုဇာမဏီကပြောပြပေးသွားမှာဖြစ်ပါတယ်။အင်္ဂါနဲ့တောက်ကြပေါင်းဖက်ထားတော့ဇနီးမောင်နှံတွေကနန်းတင်အားဖြင့်အကောင်းဆုံးတွဲဖက်မဟုတ်တော့လေတဦးနဲ့တဦးကူညီပံ့ပိုးမှုပြုနိုင်သောအတွဲအဖက်ဖြစ်ပါတယ်။တောက်ကြဂျိုဟာစီးပွားရေးနဲ့ချမ်းသာကြွယ်ဝခြင်းကိုကိုစားပြုတဲ့ဂျိုဖြစ်ပြီးတော့အင်္ဂါရဲ့စီမံခန့်ခွဲနိုင်စွမ်းနဲ့ပေါင်းဆက်တဲ့အခါငွေကြေးနဲ့စီးပွားရေးဘက်မှာတိုးတက်အောင်မြင်မှုရှိနိုင်ပါတယ်။ခရုပြရမယ့်အချက်များကတော့အင်္ဂါနဲ့တောက်ကြတွေဟာနှိမ့်လိုက်မြင့်လိုက်အပြောင်းလဲမြန်တဲ့ကံများရှိတတ်တာမို့အိမ်နောက်သက်ကြာလာတာနဲ့အမျှတယောက်ကစိတ်တစ်မျိုးဖြစ်လာခြင်းကံစားတာအတက်အကျပြင်းထန်ခြင်းများကြုံရတတ်ပါတယ်။တတရလူကိစ္စများအားအထူးရှောင်ရှားပါဇယိုက်မတူညီမှုလက္ခဏာရှိမဲ့အင်္ဂါသည်စိတ်မြဲလက်မြန်ရှိတဲ့တောက်ကြကအေးစေးတဲ့အပူနဲ့အေးမှာအင်္ဂါရဲ့ပူလောင်တဲ့စိတ်ကြီးမှုကိုတောက်ကြရဲ့နူးညံ့တဲ့စိတ်ထားနဲ့မထိန်ချုပ်နိုင်တဲ့အခါတောက်ကြသားသမီးရဲ့စိတ်ကိုနာကျင်စေတာမျိုးတွေဖြစ်နိုင်ပါတယ်တောက်ကြရဲ့အလှအပနဲ့ငွေကြေးအသုံးဆွဲကိုထိန်ချုပ်ပါအင်္ဂါကလည်းငွေကြေးအသုံးရဲရင်းတာတွေရှိတယ်လို့နှစ်ယောက်လုံးငွေကြေးသုံးဆွဲမှုကိုဆင်ခြင်ပါအင်္ဂါသားသမီးကတောက်ကြကိုချစ်ခင်နူးညံ့စွာဆက်ဆံပေးပါစိတ်လိုက်မှန်မှစကားချမ်းပြောတာမျိုးတွေရှောင်ပါတောက်ကြသားသမီးကအင်္ဂါသားသမီးရဲ့ဥဆောင်မှုကိုလက်ခံပေးပါအင်္ဂါသားသမီးစိတ်ကြီးလာတဲ့အခါစကားနာမထိုးပဲနူးညံ့စွာဖြောင်းပြပြီးအလျှော့ပေးလိုက်ပါအိမ်အောင်ရေးမင်္ဂလာရရအနေနဲ့တယောက်ကိုတယောက်ချစ်ခင်စိတ်တိုးပွားစေဖို့ရေသရဝါများအားဘေးမဲ့လွတ်ခြင်းဥပမာငါးများကိုဘေးမဲ့လွတ်ခြင်းကိုနှစ်ယောက်အတူပြုလုပ်ပါတောက်ကြတောင်ဖျားမှာပန်းရည်ချမ်းလူဒန်းခြင်းတို့ကိုအခါအားလျော်စွာပြုလုပ်ပေးပါ